အခုရက်ပိုင်း social media မှာအစဲခင်အားဆုံးနာမည်တစ်ခုကတော့ Han ပါပဲ YG အသိငယ်တဲ့ Changla ကစားသမား Han ပေါ့ပရိသတ်တွေကတော့ပြောကြပဲမင်းကွာ fan ပဲ fan နေတဲ့ gang မလာဘူး objective မယူဘူးမင်းကြောင့် team ရှူးလာဆိုပြီး wine blame ကြတာပေါ့ဒါပေမဲ့ခမတို့သိလားလွန်ခဲ့တဲ့နှစ်ပေါင်း400လောက်တုန်းကမြန်မာသမိုင်းမှာလည်းအဲ့ဒီလိုအခြေအနေမျိုးဖြစ်ခဲ့ဘူးတယ်တိုင်းပြည်ကြီးတစ်ခုလုံး defeat ဖြစ်ပြီးပျက်စီးလို့နေပါဖြစ်နေတဲ့အချိန် enemy team တွေကကိုယ့်အိမ်ထိဝင်စီးနေတဲ့အချိန် team member တွေအကုန်လုံးစိတ်ထကြပြီး surrender နှိပ်ချနေတဲ့အချိန်မှာတနိုင်ငံလုံးကိုတယောက်တည်း solo carry ပြီးပြန်ဆယ်သွားတဲ့ဘယင်တစ်ပါးရှိခဲ့ဘူးတယ်။သူ့ရဲ့နာမည်ရင်းကရှင်သစ္စာပါ။ဘွေးတော်ကညောင်ရဲမြင်။ဒါပေမဲ့သူ့ရဲ့ကစားကွက်ကဒီနေ့ခေတ်ဟန်ရဲ့အရန်တူလုံးလို့ဒီနေ့ဗီဒီယိုမှာတော့သူ့ကို King Han လို့ပဲခေါ်ကြရအောင်။ဘာလို့လဲဆိုတော့သူဟာတမိုင်းတစ်ချောင်းမှာအတော်ဆုံး King ပါအတော်ဆုံး fan မချက်တယ်လို့ late game မှာ item အပြည့်နဲ့ထက်လာပြီးနိုင်ငံကိုပြန်တီထောင်ခဲ့တဲ့ the real carry ဖြစ်လို့ပါပဲ။ကဲ King Han ဘလို့စော့သွားလဲကြည့်လိုက်ကြရအောင်။ 1596ခုနှစ်မြန်မာတက္ကရာ960ခုနှစ်ဒါဟာမြန်မာသမိုင်းမှာအမောင်မိုင်းဆုံးခေတ်ပါပဲဘရက်နောင်မင်းတရားကြီးတည်ထောင်ခဲ့တဲ့ပထမတောင်ကိုအန်ပါယာကြီးကစာပါတောင်းသွားပါပြီဘာလို့လဲဆိုတော့သူ့သားနန္ဒဘီရင်လက်ထက်မှာအမားဒီစက်တိုက်လုပ်ခဲ့လို့ပါရိုးရရဘရင်ဗျာနရိစ်နဲ့ rap ပွဲဒီစက်တိုက်နွယ်တယ်9ကလောက်ရှူးတယ်လူတွေသေးတယ်စီးပွားရေးတွေပြတ်တယ်နောက်ဆုံးတော့ဘယ်သူမှမခံနိုင်တော့ဘူးအဲ့ဒီမှာ squad ပြတ်တာတော့တာပါပဲတောင်ကူမျိုးစားကပြောတယ်ငါလည်းငါသွားမယ်တဲ့ပြီးမျိုးစားကပြောတယ်ငါလည်းမင်းတို့နဲ့မပေါင်းတော့ဘူးတဲ့ရခိုင်ဘရင်နဲ့တောင်ကူဘရင်ပေါင်းပြီးဟန်တာဝရီပကိုးကိုဝင်တိုက်တယ်ရှို့ပြီးနန္ဒဘရင်ကိုဖမ်းခေါ်သွားတယ်ရလာကဘာလဲဆိုတော့မြမပြည်အောက်ပိုင်းတစ်ခုလုံးအနာခီမင်းမဲ့တိုင်းပြည်ဖြစ်သွားတယ်မြို့တိုင်းမှာဘရင်တစ်ပါးစီထောင်ကြတယ်သူက official လဲဆိုတာမရှိတော့ဘူး enemy တင်းတွေဖြစ်တဲ့ Portuguese ငဇင်းကားတို့ရိုးရဗျာနရစ်တို့ကလည်းဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ဖြစ်ကုန်ရောဒီလိုအခြေအနေမှာခမလန်းသာဆိုရင်ဘာလုပ်မလဲဝင်းတိုက်မလားဒါမှမဟုတ်ထွက်ပြေးမလားကျွန်တော်တို့ရဲ့ဟီးရို King Han ခေါ်ညောင်ရမ်းမင်းဆိုတာဘယ်ကရောက်လာတာလဲသူကတခြားစုစိမ်မဟုတ်ပါဘူးဘရင်တော်မင်းတရားကြီးရဲ့တားရင်ပါပဲဒါပေမဲ့ပြဿနာကသူ့အမေကမိဖုရားခေါင်မဟုတ်ဘူးကိုလုံးတော့မိုင်းနာကွင်းအစ်စ်ပဲရှိတယ်ဒါကြောင့်သူ့ကိုမွေးတုန်းကဘသူမှဂယုမဆိုင်ကြပါဘူးနန္ဒဘီယန်တို့လို star player မဟုတ်ခဲ့ဘူးသူ့နာမည်ရင်ရှင်သစ္စာအတိုင်းပဲသစ္စာရှိရှိတဲ့ငိမ့်လေးနေခဲ့ရတယ်1580ခုနှစ်လောက်မှာနန္ဒဘီယန်နန်းတက်တော်ရှင်သစ္စာကိုမြို့တစ်မြို့ပေးစားတယ်။အဲ့ဒီမြို့နာမည်ကညောင်ငန်းနဲ့အဲ့ဒီခေတ်ကညောင်ငန်းဆိုတာအခုခေတ်နေပြည်တော်လို့စီးကားတဲ့နေရာမဟုတ်ဘူးရ။ရေရှားတယ်၊ခြောက်သွေ့တယ်၊လူနဲတယ်။နန္ဒဘီယန်ကသူ့ညီကိုမင်းဒီမြို့နေမှာပဲအေးအေးဆေးနေငါ့ကိုလာမရှုပ်နဲ့ဆိုပြီးပို့လိုက်တဲ့သဘောပဲ။ဒါပေမဲ့အဲ့ဒါကကင်ဟန်အတွက်တော့အခွင့်အရေးဖြစ်သွားတယ်။မြို့ကြီးပြကြီးတွေမှာစစ်မီးတွေလောင်နေတဲ့အချိန်သူများတွေအာနာလူပြီးတက်နေကြတဲ့အချိန်မှာသူကညောင်ရမ်းမြို့လေးမှာတိတ်တိတ်လေး tutorial level ဆော့နေခဲ့တယ်။လဲရီဆဲတွေပြန်ပြုတ်ပြင်တယ်လူတွေကိုစုတယ်သူ့နယ်မြေကို safe zone ဖြစ်အောင်လုပ်တယ်။15နှစ်လောက်ကြာတဲ့အခါမှာတော့သူကတာမန်မင်းသားတစ်ပါးမဟုတ်တော့ဘူး။ညောင်ရမ်းစားဆိုပြီးနာမည်ရလာပြီ။ level တော်တော်မြင့်နေပြီ။1599ရောက်တော့နန္ဒဘီယန်ပြုတ်ကျသွားပြီ။တိုင်းပြည်ကြီးလွတ်နေပြီ။ဒီအချိန်မှာလူတိုင်းကဘရင်လှုပ်ချင်ရင်ပကူဟန်တာဝရီကိုသွားသိမ်းမှဖြစ်မယ်လို့ထင်ကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒါကမြို့တော်လေ။ဒါပေမဲ့ကင်ဟန်ကမသွားဘူးရ။ပုံမှန်သွားရင်ငါလည်းအထက်ခံရမှာပေါ့။မသွားဘူး။ငါမြောက်ဘက်ကိုသွားမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။သူရွေးလိုက်တဲ့နေရာကတော့ရှေးဟောင်းမြို့ပြကြီးဖီနီရဲ့အင်းဝါအေဗာပါ။ဘာလို့အင်းဝါလဲ။နံပါတ်1 rice bowl အင်းဝါကကြောက်စင်နဲ့နီးတယ်။စဘာအများဆုံးထွက်တဲ့နေရာ။စစ်တိုက်ချင်ရင်ဘိုက်ဝါမှာရမယ်လေ။နံပါတ်2 strategic location အင်းဝါကရှမ်းပြည်နယ်နဲ့နီးတယ်ရှမ်းစော်ဝါးတွေရဲ့အကူအညီကိုယူလို့လွယ်တယ်နံပါတ်3 far from guns တောင်ဘက်ပင်လယ်ကမ်းခြေမှာပေါ်တူဂီတွေတနက်တွေနဲ့စောင့်နေတယ်အင်းဝါကကုန်းတွင်းပိုင်းမို့လို့သူတို့တနက်တွေလမ်းမမီဘူးဒါကြောင့်1990မှာညောင်ညမ်းမင်းဟာအင်းဝါကိုဝင်သိမ်းပြီးချက်ချင်းစစ်မတိုက်ပါဘူးကမ်ချလိုက်ပါတယ်သူ့ကိုလာတိုက်တဲ့သူရှိရင်ခံတိုက်တယ်သူကတော့စပြီးမတိုက်ဘူးနေဦးငါအိုက်တမ်မစုံသေးဘူးဆိုပြီး3နှစ်လောက်အချင်းယူပြီးတိုင်းပြည်ကိုပြန် build လုပ်တယ်။သူ့ရဲ့ item build ကဘာလဲ။သူ့ထေဘီယန်နောင်တော့ကတော့အင်အားသုံးပြီးသိမ်းတယ်။ညောင်ရဲမင်းကတော့ diplomacy တန်တမန်နီးကိုသုံးတယ်။သူကရှမ်းစော်ဘွားတွေကိုဖိတ်ခေါ်တယ်။ငါနဲ့ပေါင်းမလား။ပေါင်းရင်မင်းတို့ကိုကိုဒီတာကိုအုပ်ချုပ်ခွင့်ပေးမယ်။ဒါပေမဲ့ငါ့ကိုအကိုကြီးလို့တော့တတ်မှဆိုပြီးညှိတယ်။ဒါကိုသမိုင်းမှာကိုစော်ဘွားနန်းတီလို့လူသိများတယ်။မိုးကောင်းမိုးညင်းဘန်းပေါ်စတဲ့စော်ဘွားတွေကသူ့ဘက်ပါလာတယ်နောက်တစ်ခုက tech upgrade ပါ
အဲ့ဒီခေတ်ကတနက်မတ်စကတ်တွေစပြီးခေစားနေပြီညောင်ရမ်းမင်းကပေါ်တူဂီတွေစီကနေတနက်ဝယ်ဖို့လမ်းကြောင်းရှာတယ်ဒါပေမဲ့တောင်ဘက်လမ်းကိုပိတ်ထားတော့သူကအန်လန်းကြားကနေရခိုင်ပြည်နယ်ကိုဖြတ်အဲ့ဒီကမှအိန္ဒိယဘက်ကတနက်တွေကိုတိတ်တိတ်လေးဝယ်သွင်းတယ်ဘလောက်မိုက်လဲ enemy team ကမြေပုံပိတ်ထားတာတောင်ဂျန်ဂယ်တွေကနေလှည့်ပတ်ပြီး item ဝယ်ကြတာဗျာ1605ခုနှစ်ရောက်တော့ King Han က Level Max လူနီးပါးထိနေပြီရှမ်းပြည်နယ်တခုလုံးနီးပါးတိမ့်ပြီအဲ့ဒီအချိန်မှာ final boss ပေါ်လာတယ်ယိုဒီယာဘီရင်ဘင်နာရစ်လာကြားလိုက်တယ်ဟိုဘက်မှာညောင်ရမ်းမင်းဆိုတဲ့ကောင်အင်အားကြီးလာပြီတဲ့ငါမသေးခင်သူ့ကိုသွားရှင်းမှထင်မယ်ဆိုပြီးစစ်တဲ့အကြီးကြီးနဲ့အင်းဝါကိုချိတက်လာတယ်ပရိသတ်ဒီအကုန်လုံးကထင်နေကြတာပြီးပြီဒီပွဲကတော့အကြီးကြီးထစ်တော့မယ်ညောင်ရမ်းမင်းတော့နိုင်မှာမလားဖို့ဒါပေမဲ့ကန်ဂျမာကကင်းဟန်ဘက်မှာရှိနေခဲ့တယ်ဘင်နာရစ်ဘီယန်ကြီးဟာအင်းဝါကိုမရောက်ခင်လမ်းမှာတင်ရုတ်တရက်နှက်ရွာစံသူမို့ဆုံးပါသွားပါတယ်တချို့ကအိုင်နာထွက်လို့ဆိုတယ်တချို့က insect ကြိုက်လို့ဆိုတယ်ဘလို့ပဲဖြစ်ညောင်ရမ်းမင်းဟာအကြီးမားဆုံးရန်သူကိုလက်ဖျားနဲ့တော့မထိလိုက်ရပဲအနံ့ရလိုက်တယ်လို့ဖြစ်သွားတယ်ဒါဟာသူ့ရဲ့ karma ကောင်းမှုလို့ပဲပြောရမလားသူ့ရဲ့စိတ်ရှည်မှုအကျိုးကျေးဇူးလားတော့မသိဘူး1606ခုနှစ်မှာတော့နိုင်နန်ကိုပြန်လဲစူးစီးပြီးချိန်မှာညောင်ရမ်းမင်းနှက်ရွာစမ်းပါတယ်သူမသေးခင်မှာသူ့သားအနောက်ပတ်လုံးမင်းကိုအမွေပေးခဲ့တယ်ဒါအဖေကအာလီဂိမ်းနဲ့မစ်ဂိမ်းကိုနိုင်အောင်ဆော်ပေးခဲ့ပြီးလိဂိမ်းကတော့တားတာဝင့်ပဲဆိုပြီးမားခဲ့တယ်သူ့သားလက်ထပ်ကြမှာငစင်ကားကိုနိုင်ပြီးနိုင်ငံတစ်ခုလုံးပြန်စုစည်းနိုင်ခဲ့တာပါဒါပေမဲ့အခြေခံအုံးမိကိုချော့ပေးခဲ့တာကတော့ King Han ခေါ်ညောင်ရမ်းမင်းပါပဲ ဒါကြောင့်မို့လို့တမိုင်းမှာပဲဖြစ်ဖြစ်ဂိမ်းထဲမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ် team ကရှိုးနေပြီအခြေအနေကစိုးနေပြီဆိုရင်စွတ်အတင်းဝင်မတိုက်ပါနဲ့ညောင်တန်းမင်းလိုပဲခဏလောက်နောက်ဆုတ်ကိုပြန်တီဆောက် fam မဟာမိတ်တွေရှာအင်အားပြေးမှာကမ်းပါပြန်လုပ်ပါအဲ့ဒါကကြောက်တာမဟုတ်ပါဘူး smart ဖြစ်တာပါကဲ MLBB player ဟန်လဲနောက်ပွဲတွေမှာကင်းဟန်လိုမျိုးကမ်းပါပြန်လာနိုင်ပါစေပြီးတော့ဟန်ကိုလည်းအရန်ကြီးမပြောကြပါနဲ့လို့ဒီဗီဒီယိုလေးကိုကြိုက်ရင် like and share လုပ်သွားကြပါအောင်နောက်ဗီဒီယိုမှာဘယ်ဘရင်အကြောင်းပြောပြမလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင် coffee crack ကနေနှုတ်ဆက်လိုက်ပါတယ် bye bye